ငါသမီးလေးတွေရာဒီကြောင်းပြည့်ကိုအကျိုးရှိအောင်တင်တန်းကောင်းကောင်းရှာရမယ်ဒီကြောင်းက review လည်းကောင်းတယ်ဖွင့်ထားတာလည်း session နှစ်ရှိပြီဆိုတော့တောက်ဆောင်ဆန်းကြည့်ရကောင်းတယ်စု ဟုတ်ကို အကိုတို့ဝေးတော့ကြာပြီပဲဒါကိုသမီးလေးလားချစ်စရာလေးနော်ဟုတ်တယ်ဒါကိုသမီးဒီနေ့ဒီမှာကြောင်းထားခြင်းတဲ့တော့ကိုလာခဲ့တာနော်ဟုတ်ကဲ့အဖေဝင်လို့ရတယ်နော်ဟုတ်ကိုဒါနဲ့သမီးလေးကအသက်ဘယ်လောက်ရှိပါလို့လဲမသိရှင့်သမီးကြီးကအသက်6နှစ်ရှိပါပြီညီမဟုတ်ကဲ့ကလေးလေးကအသက်6နှစ်ဆိုလို့ရှိရင်ပေါ့နော်ညီမလေးတို့စီမှာက premium beginner တန်းလေးတက်ပြီးလို့ရတယ်ပေါ့နော်online တက်ချင်တာလားကျောင်းမှာလာတက်ချင်လားအခုသမီးကိုကျောင်းမှာမယ်ထားပြန်ပါကျောင်းမှာတက်မယ်ဆိုလို့ရှိရင်ညီမလေးတို့စီမှာဒီ summer program တန်းလေးရှိရနော် summer program တန်းလေးက English စာ 4K အပြင်ပေါ့နော် academic maths ပါထည့်ပေးထားရပေါ့နော်ပြီးပါလို့ရှိရင် activity အနေနဲ့လည်း music နဲ့ dance ပါထည့်ပေးထားအောင်ပါတခါရဲအပ်တာလို့ရှိရင်ညီမတို့စီမှာ early bird discount 2သိန်းအောင်ရှော့ပေးပါအဲ့ဒါပြင်မို့နော်ဒီ premium beginner တန်းလေးမှာ little star application လေးပါလက်ဆောင်ထည့်ပေးနေပေါ့နော်ဒါဆိုရင်စင်ပြရပဲကိုသမီးလေးတခါလေးပဲအသွားလိုက်တော့မလားThanks for choosing our starfish and then it was my pleasure to see you again with your family သမီးလားလေအဲ့ဆိုအကိုလည်းဒီ channel English post လေးတန်းလေးအားလိုက်တော့နော်